ရင်းနေဆောင်းမယ်လေးနဲ့ပြီးမှာ box တွေတက်ပါလေ။နောက်မှမင်္ဂလာပါကျွန်တော်တို့ Ryan Star Asia မှာပါလာတဲ့ box ကတော့အသက်တော်မဟုတ်ဘူး War Classic box ပြန်လာတယ်။ Belly တို့ Pukas တို့ Johan Cruyff တို့ Showtime box လည်း3ခုပါတယ်။ J League ရယ် Brazilian League ရယ် SCA ရယ်ဒီ box ၄ခုကို chance တစ်ခုစီပေးထားတယ်။ကန်ကောင်းတဲ့ကောင်တွေကတော့ပေါက်လိမ့်မယ်။ကျွန်တော်တို့မျိုးကောင်တွေကတော့၄ကောင်မှာ၄ခါစီပေါက်တာကိုတစ်ကောင်မှမရတာဗျ။ Player of the Week box ကလည်းထွေထူးတော့မရှိဘူး။ SCA hat-trick တဲ့အတွက်ပါလာတယ်။ဒီနေ့အဲ့လိုကြီးစူးစမ်းမပါဘူးထူးခြားသွားတာဘာလဲဆိုတော့ကျွန်တော်ကောင်ကြီး Player of the Week box မှာပါလာတယ်ပေါ့ပေါ့ပါကွင်းလိုက်လူတွေထဲမှာအကြိုက်ဆုံးတစ်ကောင်ဖြစ်တယ်သူ့ကိုပေါက်လို့ရှိရင်ကျွန်တော် review တေချာပေါက်လုပ်ပေးပါမယ်အဲ့တော့ War Classic 3ကောင်ပါတဲ့ Epic box ကလိုက်တင်လာပေါ့ကျွန်တော်အဖြေကတော့ရှင်းပါတယ်ကျွန်တော်ကန်တင်ပြေးသမားဖြစ်တဲ့အတွက် Lucas က Pelly ရောပြေးမထွက်လို့အဆင်မပြေပါဘူး Johan Cruyff ကတော့တော်တော်ကြီးကောင်းပါတယ်ကျွန်တော်ကစားကွက်နဲ့လည်းလိုက်တယ်ကျွန်တော် play style နဲ့လည်းအဆင်ပြေတယ်Johan Cruyff မရှိရင်တော့လိုက်ထားတင်ပါတယ် Pelly တို့ Pukas တို့မကောင်းပြောတာမဟုတ်ပါဘူးကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ကစားကွက်နဲ့မလိုက်တာပါpossession gain တို့ဘောလုံးကင်ပြီးဆော့ရတဲ့ gain တို့ဆော့မယ်ဆိုရင်တော့ဒီနှစ်ကောင်တော်တော်ကြီးဆင်ပြေပါတယ်။ Pukas ဆိုလည်းဘယ်တန်ဟိုမှာဘယ်တစ်ပေါက်ကရှမ်းတောက်လို့ပြောလို့ရတယ်။ Pelly ဆိုလည်းနောက်ထီကိုဆင်းယူတယ်။ဒါပေမဲ့ CF ထားလို့ရှိရင်ကြာရှေ့ပြေးမထွက်ဘူး။အဲ့ဒါလေးတော့ရှိတယ်။ Pukas လည်းပြေးမထွက်ပါဘူး။အဲ့ဒါကြောင့်အနည်းဆုံးအနေနဲ့ပြောရရင်တော့ဒီ Epic box ကတော့ brother တို့မှာ Johan Cruyff ရှိပြီးသားဆိုရင်တော့မလိုက်ပါနဲ့။ New Year တို့မှာနည်းနည်းခါကြီးရက်ကြီးတွေမှာ box ကောင်းတွေလာတတ်ပါတယ်။ရှေ့တစ်ပတ်ကလို့ Black Friday ဆိုပြီး Ibrahimovic ကြီးထွက်လာသလိုမျိုးပဲလာပါလိမ့်မယ်။ဟုတ်ပါပြီကျွန်တော်ဒီနေ့ကြာတာပရင်းနေစာပါပြင်ပြီး recap ကတော့တော့လောက်ပါပဲ။ဆုံးထိကြည့်ပေးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ကျွန်တော်အကောင်မှာ info အကောင်နဲ့ရောင်းတာဝယ်တာလဲရလာလို့ရပါတယ်